ကွာမျောတဲ့ပုဂ္ဂိုလ်ကိုဖိပါဘောလားပြပါဘောလားဆိုရင်ညင်းစရာမလိုတော့ဘူးဗျာပြီးကြဗလားမေ့ပြီးကြဗလားမေ့မနဲ့ဖြစ်ကြခင်ဗျားတို့ကဘာတွေပါလဲကနုံမေးလို့ရှင်တန်တရားရည်ရင်ကြောမှတဏှာရည်ထဲမှာမျောလာကြတော့အာဟုကလည်းရှာကြတာမှန်ပါဗျာလူပြေမျောလာဘောဗျာမှန်ပါမျောလာပြီးခါလာအာဟုရှာပြန်တော့လေတရားဓမ္မတို့အမေပဲဖေပဲဆိုပြီးအာကိုလိုက်ကြအာကိုလိုက်တယ်တွေကလည်းခိုင်းတဲ့ပင်လားအနိစ္စတွေလားအနိစ္စပါဗျာဩအမေလည်းအနိစ္စမို့တပည့်တယ်လို့ဗျာမေသေးလို့ကိုပဲရင်ထုမြေလူနဲ့တပည့်တယ်လို့အတော်ဒုက္ခရောက်ခဲ့ပါပြီဗျာဖေသေးတော့လေဆိုးလိုက်တဲ့ဖြစ်ချင်းမပြောပါနဲ့တော့မျောလာတာဦးကဏ္ဍတဲ့ပင်နှစ်ပင်ကဟိုကပြုတ်ကြလေဒီကပြုတ်ကြလေဘုရုဘောပြုတ်ကြပါလိမ့်မျောလာတဲ့သူဘောပြုတ်ကြတရားဓမ္မတွေယခုနေရတဲ့ခြေနေကဖြင့်ဤခြေနေပါလားမှန်ပါဗျာအမေလည်းပြုတ်ကြကုန်ပြီအဖေလည်းပြုတ်ကြကုန်ပြီသဘောကျခိုင်းရှိဖြင့်ဘုရုအာကိုပါမလုံးဆိုပြီးကအိမ်နာလို့ကြတယ်သားလင်ခင်မွန်းရလို့အာကိုကြပြန်မှန်ပါဗျာအာကိုကြတာတွေကလည်းသူတို့ကလည်းကဏ္ဍတဲ့ပင်အနိစ္စတွေမှန်ပါပြုတ်ဦးမှာပဲမှန်ပါဗျာတရားဓမ္မတို့ခိုင်းပါမလားဘာခန္ဓာကိုယ်တွေလဲတရားဓမ္မတွေခင်ဗျားတို့အတွက်ဖြင့်အမေပဲပြုတ်ကြအနိစ္စတွေပြုတ်ကြလေရှေးကဏ္ဍသစ်ပင်တွေပြုတ်ကြတာတောင်မှခုတဲ့တိုင်သားလင်ခင်မောအာကိုယ်တော်ပဲပြုတ်ကြမယ်အနိစ္စတွေအာကိုယ်တော်ပဲဆိုတော့သိကျင်သေးလို့မြုပ်ချင်သေးလို့အာကိုကြတာပဲဆိုတော့သိချာချာစဉ်းစားကြပါတော့မှန်ပါပါဗျာဘယ်လောက်များခင်ဗျားတို့သိုးရချက်ပေါ်တယ်ဆိုတာဖြင့်အထူးပြောစရာလိုသေးလားဗျာကြောက်စရာကောင်းပါလားကောင်းပါဗျာအခုသုံးလင်းရှိနေတဲ့ပုဂ္ဂိုလ်တွေကြတော့ဘာပြောမှတော့မေးရင်ဘယ်နဲ့ပြောမှာကြာအောင်ပါပဲရှေးပြုတ်နောက်ပြုတ်ပဲဆိုတော့ဒါအောင်မေးပါတော့ပြုတ်တိုင်းဘုရုဘောဖိမလဲလို့မေးပါဦးတော့ပြောတဲ့လူပေါ်ဖိမှာပါဩဒါဖြင့်ဒကာရမတို့ခင်ဗျားတို့အတွက်ဖြင့်ရှေ့လည်းစိတ်ချစရာမရှိပါလားနောက်ကလည်းပြုတ်ကြလို့ပြီးခဲ့လာပြီရှေ့လည်းပြုတ်ကြမယ်ဘယ်မှာဆွဲပြန်ပြီဆိုလို့ရှိရင်ဖြင့်ခင်ဗျားတို့မြုပ်ကြည့်သေးရဲ့နစ်ကြည့်သေးရဲ့ဆိုတဲ့အဓိပ္ပာယ်ဟာသေချာရောက်ပါတယ်ရောက်ပါဗျာသဘောပါကြရဲ့လားဘုရားဟောတော်မူတာဘုရားဟောတော်မူတာပုပ္ပဝါမှာသေချာဟောတော်မူတဲ့ရှင်းပါဗျာရင်းနေပြီလားရင်းပါဗျာအဲ့ဒါရစဉ်ဒကာရမတွေအာကိုလေသမျှဟာပြုတ်ကြမယ်ကဏ္ဍသစ်ပင်ကြီးအာကိုမရဲ့ကျုံပါဗျာရင်းမိကြရင်းပါဗျာဘုထောင်းကြီးခင်ဗျာပြုတ်ကြပြီနော်ခင်မရဲ့လည်းကြည်အောင်လိုက်တော့ခင်မမရှိသေးရလားမရှိတော့ဘာဖြစ်သွားဘူးပြုတ်ကြပါပြုတ်ကြတော့ဘုရုဘောပြီပါလေသူ့ဘောပဲပြီပါငါကခင်တဲ့လူဘောပဲပြီတာပေါ့ကိုကျိုးကြီးနဲ့ပါပေါ့လေယုံကြီးပြုတ်ပါပေါ့ဆိုပြီးတဲ့ကလည်းဒီပေါ်လာပြီတာဟုတ်ကလားဒါကြောင့်တရားဓမ္မတွေတဲ့ခင်ဗျားတို့အာကိုနေတဲ့တာလင်ခင်မွန်တေဒီကားလို့ဆိုလို့ရှိရင်ကဏ္ဍသစ်ပင်သာမှတ်လိုက်ပါတော့ပြုတ်ကြမှာတဲတဲ့ကြီးပဲမှန်ပါပါဗျာအဘဲကြောင့်ကလောက်တောင်ဘုရားခင်ကိုရမကြီးဟောရပါလိမ့်မလဲဆိုတော့အနိစ္စခန္ဓာကိုယ်တွေမို့မှန်ပါပါဗျာအနိစ္စကတော့နိစ္စတော့မဖြစ်နိုင်ဘူးပေါ့ဗျာမှန်ပါပါဗျာဖြစ်နိုင်ပါမလားဖြစ်နိုင်ပါဗျာကိုထောင်ဖြစ်ပါမလားမဖြစ်နိုင်လို့ရှိရင်ဘာဖြစ်မယ်ထင်တော့နိစ္စဖြစ်ပါဗျာပြုတ်ကြမှာပဲဆိုကြစို့လောကီအမြင်နဲ့ပြောရင်နော်လောကီအမြင်နဲ့ပြောရင်တရားဓမ္မတို့ဘာဖြစ်လိမ့်မယ်ထင်တော့ပြုတ်ကြတော့ဆွဲရပုဂ္ဂိုလ်ပေါ်ပြုတ်မှာကိုကလက်မှမလှုပ်ဖဲကိုသူအာကိုရမလားဆိုပြီးကာလတခါတည်းဆွဲလိုက်တာဆွဲလိုက်ခြင်းနဲ့တပြိုင်နက်တည်းဒီသစ်ပင်ကတခြားကိုပြုတ်ကြရလားဆွဲသောပုဂ္ဂိုလ်ကြီးအပေါ်မှာပဲပြုတ်ကြဆွဲတဲ့ပုဂ္ဂိုလ်အပေါ်မှာပြုတ်ကြပါဒါကြောင့်သုတ်တန်များသွားကြည့်စမ်းမှာပြုတ်ကြလို့ပြီးတခါလားငိုနေလိုက်တဲ့ပုဂ္ဂိုလ်တွေပြုတ်ပြင်ကိုရိုးရင်းနေပြီသားတယောက်ကလို့ဟုတ်လားအလွန်လိမ္မာတဲ့ဆိုပြီးအာကိုဝေဟိထားလိုက်တာအခုဖြစ်နေတခါတည်းအမေပေါ်ဒုက္ခရောက်ပါဘောလားအမေကိုးစားရမယ်ဖြစ်ပါဘောလားဆိုပြီးတခါတည်းငိုရင်းချတာပြုတ်ကြပါဘောဗျာဟုတ်လားဒါကြလည်းခင်မွန်းသေးတာနဲ့ပြုတ်ကြဟုတ်ပါဗျာဒီမိမအပေါ်မှာပြီးမကြဘူးလားဒါကြလည်းခင်မွန်းမသေးတာနဲ့ခင်မွန်းယောက်ျားမှစိတ်မကောင်းလည်းမကောင်းတဲ့တခါတည်းကိုယ့်ဘောပဲပြုတ်မကြဘူးဆွဲတဲ့ပုဂ္ဂိုလ်ပေါ်ပြုတ်တာပေါ့တရားဓမ္မတွေဒီသစ်ပင်ကမဆွဲရင်မဆွဲတဲ့စီသူ့လိုပြုတ်မြစ်သေးပြုတ်မှာပေါ့ချောင်းနဲ့ပြုတ်မှာပေါ့ခင်ဗျားတို့ကရေမျောလာတဲ့ပုဂ္ဂိုလ်တွေဖြစ်နေတော့အာကိုရှာတော့သူ့ဆွဲတော့ကိုယ့်ဘောပြုတ်ကိုယ့်ဘောပြုတ်တော့ကိုယ့်ဘောပြီးကိုယ့်ဘောပြီးတဲ့ခါကျတော့ကိုယ်သာလေးမျိုးတရားဓမ္မတွေရှိလန်ခီဘာများဖြစ်မလိမ့်မလဲလို့ဆိုလို့ရှိရင်တွေးတာကြည့်ကြပြီတော့ဆွဲတာတွေကဖြင့်ခင်ဗျားတို့ခိုင်းတာဆွဲမိသလားမခိုင်းတာဆွဲမိသလားမခိုင်းတာဆွဲမိပါဗျာဒါရလို့အာကိုလည်းအနိစ္စဆွဲလိုက်လို့ဒီဘောပဲပြုတ်ကြမှာ
ဟုတ်လားခင်မောရလို့အာကိုလိုက်ပြန်ကောနိစ္စလို့ပြုတ်ကြပါပါပြုတ်ကြအာကိုတဲ့ပုဂ္ဂိုလ်ပေါ်မှာပြုတ်ကြမယ်တကားရှင်ရသူများပေါ်ပြုတ်ကြမယ်ထင်လားထင်ပါဘူးဗျာဘုရုပြုတ်ကြမယ်ထင်တော့အာကိုတဲ့ဒီပေါ်ကြပါပါခင်ဗျားတို့ကလည်းအာကိုလေးမရှိရင်ဖြင့်နေလုံးဖြစ်ကြထင်ပါဒါလည်းခင်မောမှာအာကိုအားမရှိဘူးကျုပ်တကောင်ကျခဲရကြီးရဲ့ကိုဟုတ်ပါဗျာကျုပ်တကောင်ကျခဲရကြီးရဲ့ဆိုတော့အာကိုရှာတော့အနိစ္စတွေဖြစ်အနိစ္စတွေမို့ပြုတ်ပြီးအနိစ္စသဘောတွေလည်းပြောလိုက်ပါရောဒီပြုတ်ကြတဲ့ခံရတဲ့ပုဂ္ဂိုလ်ကမျက်ရည်ကြီးငယ်ကြပြီးဒီကလာမှန်ပါပါသံဃာရင်ရောထဲမှာတဏှာကြီးကမျောပြီးလာရတဲ့အထက်မှာတဲ့မခိုင်လို့ပြုတ်ကြတဲ့တွေကိုအနိစ္စမကျေနပ်တာနဲ့တခါတည်းဒကာဓမ္မတွေတဲ့အနိစ္စဖြစ်တာကိုမကျေနပ်တော့ဒေါမနတာတွေနဲ့ရေထဲမျောရတယ်မျောပါပါဗျာဒေါမနတာနဲ့မျောတဲ့အခါကျတော့ကိုတော်ရကြတော့ပြိပံများတော့သာကိစ္စတွေကလည်းကျုံရတာများခင်မောကိစ္စတွေကလည်းကျုံရတာများသူမင်းညာတာကိစ္စတွေဆိုတဲ့ကဏ္ဍသစ်ပင်တွေအတွက်ပြုတ်ကြတာတွေကများတော့ကိုယ့်ဘော်မှာပဲအကုန်ပြီသဘောကျကိုယ့်ဘော်မှာအကုန်ပြီပြီးဒီကလာဒီမြေဆိုင်နဲ့ကွာပြုတ်ကြတဲ့သစ်ပင်တွေဒီဆွဲသောပုဂ္ဂိုလ်ပေါ်မှာဘာဘယ်များရွှေ့သေးသူကသွားဆွဲတော့သူ့ဘော်မှာပေါ့ဗျာဒါဖြင့်ဒကာဓမ္မတွေအဆွဲလွှဲလို့ရှိရင်ဖြင့်မျောဘွားကနေပြီးမြုပ်ပွဲသာဆင်းရဲရှိတော်တယ်ဆိုတာဖြင့်ဘုရားဟောတော်မူတယ်မှန်ပါဗျာရင်းပြီလားခင်ဗျားတို့ဒီကားလဲဆိုလို့ရှိရင်ဖြင့်မျောပွဲကြီးကဖြင့်လူဘွားမျောလာတာဖြင့်ထင်ရှားပဲသူတော်နဲ့မျောလာခဲ့ကြသူတော်ဆိုတာတဏှာပေါ့ဗျာအဲ့ဒီတဏှာရည်နဲ့မျောလာကြတော့အခုလူဘွားမှာလူရဲလို့ဖြစ်လာကြပြန်ပြီဆိုတော့အခုအာကိုတွေရှာလိုက်လို့ရှိကပြုတ်ကြခဲ့တယ်လေကိုမျက်ရည်ကြီးငယ်ကြခဲ့ရလာပါပြီမှန်ပါဗျာနောက်ဆွဲမာတွေကလည်းဘာတွေပါလဲမျက်ရည်ကြီးငယ်ကြဖို့ရတယ်ပါပဲဗျာပြုတ်ကြမှာကြီးမှန်ပါတယ်သဘောကျမျက်ရည်ကြီးငယ်ကြစရာနဲ့ပြုတ်ကြမှာကြီးဆိုတာမသိကြဘူးလားဒါဖြင့်ဒကာဓမ္မတို့ခင်ဗျားတို့ဆွဲနေတဲ့ငင်းနေတဲ့ဥစ္စာတွေကအနိစ္စမမြင်တော့ဆွဲလိုက်တာပေါ့မှန်ပါပါဆွဲလိုက်တဲ့အခါပြုတ်ကြတာပေါ့ပြုတ်ကြတော့ဆွဲသောပုဂ္ဂိုလ်မှာပြီးတာပေါ့ပြီးတဲ့အခါကျတော့မျောယုံမကဟုတ်လားမြုပ်တဲ့စီတို့ကြသွားမျောယုံမကမြုပ်တဲ့စီတို့ကြသွားတာဩဒါကြောင့်သံဃာကျင့်လိရတဲ့သံဃာရည်တဲ့ဒနာရည်တဲ့မျောတဲ့ပုဂ္ဂိုလ်များတွေဘယ်များသွားကြပါလိမ့်မလို့ဆိုအဆွဲလဲလို့မြုပ်ကြည့်ပဲရင်းမကြအဆွဲလဲလို့ပါပါလိမ့်ဆွဲလဲလို့အမြုပ်ကြည့်ပဲဆိုတော့ကျင့်တတ်ကြကျင့်တတ်ပါဗျာဘယ်လောက်များကြောက်เสียကောင်းပါဗျာဓမ္မတွေတော့သူများပြောလားကိုယ်တိုင်ကောတွေ့ပြီးကြပါလားခိုင်မလားလို့အမေရဲ့လို့အာကိုလိုက်ပြုတ်ကြလိုက်အဖေရဲ့လို့အာကိုလိုက်ခင်မွန်းရဲ့လို့အာကိုလိုက်မောင်သားရဲ့လို့အာကိုလိုက်တပြုတ်တည်းပြုတ်ပြီးဒီကလာဘ ᱹ ဘောပြီးပါလိမ့်များဘောတယ်ဘောပြီးပါဗျာဝါအာကိုတဲ့ပုဂ္ဂိုလ်ပေါ့ဗျာအာကိုတဲ့ပုဂ္ဂိုလ်ပေါ်မှာမပြီးဘူးလားပြီးပါဒါကြောင့်တရားဓမ္မတွေသုတ်တန်သွားပြီးဒီကလာအတုပပို့ကြတဲ့အခါမြင်ပါလိမ့်မယ်ဘာဖြစ်လို့ငိုတာတော့ခဲနဲ့ကွာမြေဆိုင်မှာပြီးလို့ငိုတာသိပါဗျာရင်းပြီလားသုတ်တန်ကိုကြတဲ့ပုဂ္ဂိုလ်တွေကဘာဖြစ်လို့ပါလိမ့်မယ်တဲ့ကွာမြေဆိုင်မှာပြီးလို့ငိုတာပါဗျာဘုထောင်ဟုတ်မှဟုတ်ကြလားကန္နာသစ်ပင်သွားပြီးတခါရခိုကိုရအားထားရဆိုပြီးဆွဲလိုက်တော့ငကူကကန္နာသစ်ပင်အိဋ္ဌပင်ပါလို့ပြောထားကန္နာသစ်ပင်ဆိုတော့တခါချိန်တော့မြင်မှုလိမ့်မယ်အမြင့်တည်းရေစားလို့ဘာမှတွေ့တာကြကောင်းကောင်းမရှိဘူးပြရေထဲတန်းလန်းကြီးကြတယ်ရှိပါဘူးအဲ့ဒါသွားဆွဲတာမှန်ပါဗျာအဲ့ဒါသွားဆွဲတော့ဆွဲတဲ့ပုဂ္ဂိုလ်ပေါ်မှာဒီပင်လုံးကြီးကပြီးမလားဘူးပြီးလာပါဗျာသူကယူလာတဲ့မြေတိုင်းကကိုယ်ပါးစပ်ထဲမျက်လုံးနဲ့မဝင်ပေဘူးလားအမလေးဆင်းရတဲ့ထဲမှာအမွဲတိုးလာသေးတယ်မှန်ပါဗျာဒုက္ခပိုးလာသေးတယ်မဆိုးလိုက်ဘူးလားဆိုးလိုက်ပါဗျာအဲ့ဒါကြောင့်ဒကာဓမ္မတို့ခင်ဗျားတို့မျောနေတဲ့အထဲမှာမြုပ်เสียအကြောင်းတွေခင်ဗျားတို့ကအာဂဝါဒထားကြပြန်တော့ဒီဒကာဓမ္မတွေအတွက်ဘယ်လိုကဲတင်ပြီးဘယ်လိုဆဲရပါမလဲဆိုတာဘုရားခင်ကိုရမြတ်နဲ့ကွာဘုန်းကြီးတို့လိုအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကဟာဒီလိုကဲမဒီလိုဖြစ်တော့မှာပဲသူတို့ဟာကဖြင့်မျောမှန်းလည်းမသိဘူးကဏ္ဍသက်ပင်လည်းဆွဲကျင်သေးတယ်မျောလည်းနေတာလည်းသူတို့မသိကဏ္ဍသက်ပင်ခိုင်မခိုင်လည်းသူတို့ကမကြည့်မျောလည်းနေသေးတယ်ခိုင်တာလည်းမကြည့်ဘဲနဲ့အရန်ဆွဲရင်ဖြင့်မျောရကမြုပ်ရှာတော့မယ်ဆိုပြီးတရားဟောနေရတယ်ဟုတ်ပါဗျာရင်းပြီလားဘယ်တော့ကြောင့်တရားဟောနေရမျောရမြုပ်ပါနေလို့တရားဟောပါတယ်ဒါကြောင့်ဘုရားပွင့်လာတာလေတရားဓမ္မတို့ဤတိုင်းသာမှတ်ကြပါတော့မျောနေတဲ့အထက်မှာသူတို့အာကိုလွယ်ပြီးဆွဲလိုက်ပြန်လို့ရှိရင်သူတို့ပေါ်ပြီးပြီးသူတို့သာလည်းဖိသူတို့သာလည်းမြုပ်ဒီလိုဖြစ်မှဆိုရင်တဲ့ဘုရားခင်ကိုရမကြီးသည်တရားသူတရားမြတ်တွေကိုယခု
ဘုရားမြတ်ကြီးဟောကြားညွှန်ပြထုံးရတဲ့အတိုင်းဘုန်းကြီးများကဒကာဓမ္မတွေမျောနေတာမြင်တော့ဒီတိုင်းကငါပြစ်တာမြုပ်ချီသေးရဲ့ဆိုတာကသိကြ မှန်ပါဗျာသိကြပါ မသိကြဘူးလား သိကြပါ ဘယ်လို